ဘာဆိုင်ကောင်းမလဲဒီကောင်လေးစားမလား စားမယ်ခင်ဗျာ အညီလေးဒီကောင်လေးတစ်ပွဲချပြီနော် ဟုတ်ကဲ့ နောက်ထပ်ဘာရေးစားမလဲ မင်းကစား အညီလေးကျုပ်ထမင်းကြော်တစ်ပွဲချိုရိုးတောက်မလားအညီလေးပြင်မဲနှစ်ခွက်ချိုပွဲပါရသေးတယ်ညီလေး ချိုးပွဲတော့ဆရာကျွန်တော်တို့ထိုင်မှာရှိရဟိုရွှေပြုံကြီးရဲ့အထက်ကနွားနှုတ်ပါတယ်မဟုတ်ဘူးရှိရအဲ့ကောင်အရသာတော့ကောင်းတယ် ညီလေးအားလေးတစ်ပွဲချပြီနော် ဟုတ်ကဲ့ဆရာ ညီလေးစားလို့ ဒါသုံးဆောင်တာဆင်ပြေလားမသိဘူးခင်ဗျ ဒီတော့ညီလေးပေးရှင်းမယ်နော် ဆရာပေးလေးရတယ်ခင်ဗျ ဆက်ချင်တယ်နော်ညီ ဆရာဟင်းပွဲရတာနဲ့စားပြီးပိုင်းဆင်ပြေလားမသိဘူးခင်ဗျ စစ်တယ် ဆရာစိတ်ရင်နေမှုရှိရဆိုရင်လိုက်လေးကပ်ပေးနိုင်တယ်ဗျစိတ်မကြည်နေဘူးပုံမှန်ပဲဆိုရင်တော့စပိုင်းလေးကပ်ပေးလို့ဟုတ်ကျေးဇူးပါခင်ဗျ ညီလေးနေဦးနော်အညီလေးစားပဲကောင်းတယ်နော် ဘာလို့ပြရလဲ သူစားပဲကောင်းလို့နေတယ် ဒီဝိုင်းနဲ့ခက်ခါရဘာလို့မတော့မှမလို့လဲဘာမှပြေးစရာမလိုစားလို့ပုံမှန်ရှာတာပဲ အဲ့လိုမပြောနဲ့လေသူမှလည်းသူတို့ဘွားရှိရှိသေးတယ် မဟုတ်လား